တင်ငါကူလေးအောင်ပြန်ပြီဗျာဆိုတော့တောက်ကြနေရတော့ကျွန်တော်တို့အင်္ဂါမကျော်စာသုံးပတ်တီအောင်တယ်ပြီးတော့စက်တမီငိမ့်နဲ့အောင်တယ်เนาะအဲ့တော့တစ်ခုပြောပြမယ်ဒီတစ်ပတ်အင်္ဂါဗုဒ္ဓဘူး2ရက်ပိတ်ပါတယ်เนาะစုစုပေါင်း3ရက်ပဲဖွင့်တယ်ဒါကြောင့်မို့ကျွန်တော်ဒီတစ်ပတ်မှာအရင်ပုံအော်မစောနဲ့ပေါ့ပေါ့ပါပဲသွားမယ်เนาะဇာတူတော်မှာတစ်ချိန်မြင့်ရက်မယ်ပြီးခဲ့တဲ့ဘက်ကဆိုစုစုပေါင်းဇာတူကို4ကက်ရမယ်เนาะအင်္ဂါမကျော်ရတယ်ပြီးတော့တိမကျော်ရတယ်ပြီးတော့တောက်ကြမကျော်ရတယ်ပြီးတော့နောက်ထပ်တောက်ကြမကျော်ဒုတိယကျင်တောက်မကျော်ကြမကျော်ရတယ်ပြီးတော့နောက်ထပ်တစ်ကက်အစ်စ်ကပါတယ်ဆိုတော့အင်္ဂါမကျော်အဲ့ဒါကခုလာမဲ့ပတ်အင်္ဂါမကျော်ဆိုလို့ကျွန်တော်6ပေးလိုက်တယ်တင်ငါပါတယ်အဲ့ဒီမှာတင်ငါ6ပြိပေါ့နော်အဆင်ပြေသွားတယ်ဆိုတော့အခုတနေ့နေ့မှာဘာဆော့မလဲမတည်သေးတဲ့အမျိုးတွေတေချာနားထောင်ပါနော်ပြီးခဲ့တဲ့ဘက်ကနှစ်ပြောင်းသွားတယ်အဲ့ဒါပဲမဟုတ်ကျွန်တော်ညီကိုလည်းပျောက်တယ်ပေါ့နော်ညီကိုလည်းပျောက်တယ်အဲ့တော့ဒီတစ်ဖက်မှာကျွန်တော်အဒီကနော်တေချာနားထောင်ပေးပါတနေ့နေ့မှာဒီနေ့ကျွန်တော်ရရွှေကီးကနှစ်ခွန်လေးဆိုတဲ့ရွှေကီးပါနော်တေချာနားထောင်ပေးပါနှစ်ခွန်လေးအဲ့တော့နှစ်ခွန်လေးကိုကျွန်တော်တို့ဘာနဲ့ကတ်မလဲဆိုရင်နော်တစ်ရှစ်နဲ့ကပ်ပါနှစ်ခွန်လေးကိုတစ်ရှစ်နဲ့ကပ်ပေးပါနော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်ကိုတော့ကျွန်တော်အခမဲ့စာတို့ပတ်တီတွေပါမပေးတော့ဘူးအခွေပဲပေးမယ်နော်အခွေပဲပေးမယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်အခမဲ့စာတို့အခွေ3ခွေပေး3ခွေတော့အောင်တယ်ဗောနော်ပတ်တီဆိုလဲကျွန်တော်ပေးတယ်အောင်တယ်ဒီတစ်ပတ်ကတော့ဘာလို့ပတ်တီမပေးဘူးလဲဆိုရင်ပိတ်ရတယ်များလို့ပါပိတ်ရတယ်များတဲ့ခါကျတော့ကျွန်တော်အနေနဲ့ပေးဖို့ကနည်းနည်းအဆင်မပြေဘူးဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်မိသားစုဝင်တို့ကျွန်တော်လက်ရှိဒီ3ရက်စာမနော်ဖွင့်တာ3ရက်ပဲ3ရက်စာတို့ပတ်တီတစ်လုံးရှိတယ်တော်တော်လေးကိုကောင်းတယ်ကျွန်တော်တိတ်ချရွေးချယ်ပေးထားတယ်အရင်ကောင်းတယ်လိုချင်ရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့6993992 59တက်ဆိုတဲ့ Viber မှာလာရောက်ပြီးတော့မိသားစုဝင်လို့ရပါတယ်ဈေးနှုန်းကတော့မများဘူးအုံးစိတ်တစ်လုံးစာပဲရှိတယ်ဗျာပြောမယ်ဆိုသမင်းတစ်ပွဲစာ9000ပဲရှိတယ်အပတ်တိုင်းနဲ့မှန်တယ်အကယ်လို့ cover ထားရင်ကျွန်တော်ကောက်အစားတို့ပြန်ပေးတယ်အဲ့လိုမျိုးသွားတယ်ဗောနော်အဲ့ဒီဘက်ကတော့ကျွန်တော်ကပိတ်ရက်တွေများတာမဟုတ်လို့ကျွန်တော်တို့ကတေချာလေး queue size ဆိုရမယ်ကျွန်တော်ပေးရင်တော့မှကျွန်တော်တေချာလေး queue size ပေးမှအဆင်ပြေပါနော်အဲ့တော့အခမဲ့စာတို့ပတ်တီစာတို့အခွေဘာခွေလေးလဲဆိုတော့တေချာနားထောင်ပေးပါနော်16839ဆိုတဲ့အခွေလေးပါအဲ့ဒါကိုစော့ပါအပူတော့ထည့်ရမယ်နော်ဒီဖွင့်ရအကုန်လုံးစော့ရမယ်နော်ဖွင့်ရအကုန်လုံးဆိုပြီးကျွန်တော်ကဖွင့်တာ3ရက်ပဲဖွင့်တာပေါ့နော်အဲ့တခုတော့ရှိတယ်တချို့တွေဟာမင်း9ရက်လုံးစော့ရမှလားဆို9ရက်လုံးမဟုတ်နော်โอเคအဲ့တော့မင်္ဂလာရှိတဲ့တနေ့ကနေကိုပိုင်ဆိုင်ကြပါစေကျွန်တော်စီမှာမိသားစုဝင်ခဏမရောက်သေးတဲ့မျိုးတွေလည်းလာပြီးခိုင်းပြပါအောင်နော်